ငွေကြေးစီးပွားရေးတို့နဲ့ပတ်သက်ရင်မှန်ကန်တဲ့အကြံဉာဏ်တွေရရှိဖို့ကလည်းအမှန်ကြီးကြည့်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တာမန်လူအများစုငွေကြေးကြက်တဲရတဲ့အကြောင်းတစ်ချက်ကြောင်းဝေမျှပေးသွားခြင်းကျွန်တော်ပြောကြတဲ့စကားတစ်ခုရှိတယ်ချမ်းသာတဲ့သူတွေကပိုချမ်းသာလာကြပြီးတော့လူလက်တန်းစားတွေဆင်းရဲတဲ့သူတွေကတော့ငွေကြေးပိုပြီးတော့ကြက်တဲလာကြတယ်ဆိုပြီးတော့ပြောကြတဲ့စကားရှိပါတယ်စီးပွားရေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်အစင်လာအကြံပေးမှုတွေနောက်ကိုပဲလိုက်မနေပဲမှန်ကန်တဲ့အကြံဉာဏ်တွေတိုင်းကျွန်တော်တို့လုပ်နိုင်ဖို့အင်တန်ရေးကြည့်ပါတယ်လူများစုငွေကြေးကြက်တဲရတဲ့အကြောင်းအရာတစ်ချက်ကဒီအစင်လာအကြံပေးမှုတွေတိုင်းလိုက်လုပ်နေလို့ဆိုပြီးတော့ပြောတဲ့စကားရှိပါတယ်ကိုယ့်ရဲ့အလုံးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်နောက်ငွေကြေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဘသူတွေစီကအကြံဉာဏ်ယူလဲကျွန်တော်ပြန်စဉ်းစားလို့ရတယ်ကျွန်တော်မိဘတွေစီကအကြံဉာဏ်ယူတယ်နောက်ကိုယ့်ရဲ့နှီးစက်ရဆရာသမားတွေစီကအကြံဉာဏ်ယူတယ်နောက်ကိုယ့်ရဲ့မိတ်ဆွေပေါင်းတွေနှီးစက်တဲ့သူတွေစီကကျွန်တော်တို့အကြံဉာဏ်တွေယူတယ်ဒီလိုအကြံဉာဏ်တွေကကိုယ်နဲ့နှီးစက်လို့ဆိုပြီးတော့ကိုယ်ကယူလိုက်တယ်တကယ်တမ်းကျကျွန်တော်တို့မှန်ကန်တဲ့အကြံဉာဏ်ရဖို့အင်တန်ခက်ပါတယ်ရောဘတ်ကီယိုဆာကီပြောတဲ့စကားလေးတစ်ခွန်းရှိတယ်လူလက်တန်းသားအများစုငွေကြေးကြက်တဲရတဲ့အကြောင်းအရာတစ်ချက်ကသူတို့ကဒီချမ်းသာကြွယ်ဝတဲ့သူတွေငွေကြေးကြွယ်ဝမှုကိုကောင်းကောင်းတိစောက်ထားတဲ့သူတွေစီကမဟုတ်ဘဲနဲ့အယောင်သမားတွေစီကကြံဉာဏ်ယူလို့ဆိုပြီးတော့သူပြောထားလေးရှိပါတယ်ဆိုလိုတာကတော့ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်အကြံဉာဏ်တောင်းမယ်ဆိုရင်ဘယ်သူသွားပြီးတော့ကြံဉာဏ်တောင်းလဲကျွန်တော်ရောင်းတဲ့သူကိုမေးတယ်ဒါမှတော့အိမ်ပွဲသားတစ်ယောက်ဆိုတော့ကျွန်တော်ဒီအိမ်ပွဲတဲ့မဝယ်တဲ့ကျွန်တော်တို့သူ့မေးလိုက်တဲ့အချိန်မှာဒီအိမ်ကဈေးဘယ်လောက်ကြီးကြီး तू ကတော့အိမ်ပွဲသားကတော့ကျွန်တော်တို့ဝယ်ဆိုပြီးပြောမှာဘာလို့လဲဆိုတော့ तू ကဒီအိမ်ရောင်းထွက်မှာ तू လဲပွဲကရမှာဆိုတော့ဒါအိမ်ပြန်ကျွန်တော်တို့သတိထားဖို့အရေးကြီးပါတယ်ဘော်တိုင်းဖက်ဖက်ပြောတဲ့စကားတစ်ခုလည်းရှိတယ်မင်းအနေနဲ့အာမခံကြောင်းသိချင်လို့ရှိရင်အာမခံရောင်းတဲ့သူအာမခံကိုယ်စားလှယ်ကိုသွားမမင်းနဲ့တဲ့ तू ကတော့မင်းကိုအများအားဝယ်ဆိုပြီးတော့အာမခံဝယ်ဆိုပြီးတော့ပဲပြောမှာဆိုပြီးတော့ तू ပြောတယ်ဆိုတော့ကျွန်တော်တို့ကကြံဉာဏ်တောင်းတဲ့အချိန်မှာတိုင်ပင်ဆွေးနွေးတဲ့အချိန်မှာဒီမှန်ကန်တဲ့အကြံဉာဏ်ပေးနိုင်တဲ့သူတွေရွေးချယ်နိုင်ဖို့လိုတယ်ပေါ့လေခုနပြောလို့ပဲကျွန်တော်တို့ကတခုဆိုတော့ねကိုယ့်ရဲ့ဒီနီးစပ်ရပေါ့နော်မိဘတွေဆရာသမားတွေမိတ်ဆွေပေါင်းတွေစီကအကြံဉာဏ်ယူတယ်ဆိုလို့ရှိရင်မှန်ကန်တဲ့အကြံဉာဏ်တွေရဖို့အမှန်ခက်ပါတယ်ဘာလို့ဆိုတော့သူတို့ကတော့သူတို့သိသလောက်သူတို့အတွေ့အကြုံရှိသလောက်ပဲပြောမှာပေါ့နော်ကျွန်တော်လိုချင်တဲ့အကြံဉာဏ်သူပေးနိုင်ကြမှာပေးနိုင်မှာဖြစ်ပါတယ်ဒီအုပ်ဖို့သမားတယောက်စီကဒီယတနာအကြောင်းကိုအကြံဉာဏ်တောင်းလို့မရနိုင်သလိုပဲကျွန်တော်တို့ကိုယ့်ရဲ့ဒီနှိစက်တဲ့သူတွေစီကနေပြီးတော့အကြံဉာဏ်တောင်းလာမှန်ကန်တဲ့အကြံဉာဏ်ကိုကြားနိုင်ဖို့အလောက်ထိမလွယ်ပါဘူးဒါကြောင့်မလို့အရေးကြီးတာကကိုယ်စီးပွားရေးအတွက်ပဲဖြစ်ဖြစ်ငွေကြေးအတွက်ပဲဖြစ်ဖြစ်ကျွန်တော်အလုပ်ကိုင်ခွင့်လန်းအတွက်ပဲဖြစ်ဖြစ်နှိစက်ရအောင်ကျွန်တော်တို့အလင်းသင်းသလိုပဲမင်းနေတာနဲ့ဆိုင်ကိုယ်တကယ်အကြံဉာဏ်ပေးနိုင်တဲ့တကယ် professional တကယ်အတွေ့အကြုံကျွယ်ဝတဲ့သူတကယ်အကြံဉာဏ်ကောင်းပေးနိုင်တဲ့သူတွေနဲ့ကျွန်တော်တို့ကဆွေးနွေးတိုင်ပင်ဖို့အရေးကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်